လုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတည်ရှိပြီးတော့လူတွေသိမသိသေးတဲ့ဂျပန်ခေတ်လက်ကျန်တရားစစင်းကြောင်းပဲဖြစ်ပါတယ်ဒီတရားလေးကတော့ရန်ကုန်တောင်ပိုင်းခရမ်းဆိုတဲ့မြို့ငယ်လေးအတွင်းမှာတည်ရှိပါတယ်ရန်ကုန်မြို့နဲ့ခရမ်းမြို့ရဲ့အကွာဝေးကတော့38မိုင်ခန့်ကွာဝေးပြီးတော့တကယ်လို့တင်ခရမ်းမြို့ကိုတွားရောက်မယ်ဆိုရင်တော့3 နာရီဝန်းကျင်ခန့်ကြာမြင့်မှာပဲဖြစ်ပါတယ်ခရမ်းမြို့နယ်အတွင်းမှာတည်ရှိတဲ့ဒီတရားလေးကတော့ဂျပန်တွေမြန်မာပြည်ကိုသိမ်းပိုက်ထားတဲ့1940နဲ့1945ဝန်းကျင်ဒုတိယကမ္ဘာစစ်ကာလလောက်မှာတည်ဆောက်ခဲ့တဲ့တရားလေးပဲဖြစ်ပါတယ်ဒီတရားလေးဟာဂျပန်စစ်တပ်အတွက်စီရေးအရာကောတည်ယူပို့ဆောင်ရေးအရာကောအလုံးပင်ရေးပါခဲ့တဲ့တရားလေးပဲဖြစ်ပါတယ်ဂျပန်အင်ဂျင်နီယာတွေရဲ့စကိပြခဲ့တာကြောင့်ဒီဂျပန်တရားလေးဟာနှစ်ပေါင်းကြာရှည်စွာအသုံးပြုနိုင်ခဲ့ပါတယ်ဂျပန်တွေတည်ဆောက်ခဲ့တဲ့မူလတရားလေးဟာနှစ်ပေါင်းများစွာကြာလာတဲ့မြတ်တရားရဲ့ကြံ့ခိုင်မှုဟာလည်းတဖြည်းဖြည်းအားနည်းလို့လာပါတော့တယ်နောက်ပိုင်းမှာတော့မူလတရားကိုပြန်လည်မွမ်းမံပြီးတော့တည်ဆောက်ခဲ့ကြပါတယ်တချို့သောအစိပ်ပိုင်းတွေကတော့မူလအတိုင်းတည်ရှိနေပါသေးတယ်ဒီအကြောင်းအရာလေးကတော့ခရမ်းမြို့နယ်လေးမှာရှိတဲ့ဂျပန်ခေတ်စစ်လက်ကျန်တရားဟောင်းလေးအကြောင်းပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်